ပြည့်စုံလို့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ကောင်းမြတ်ကထွားနေနှုတ်ဆက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ချစ်တဲ့လူတွေကိုပိုးစစ်ချိတ်လှလှလေးခမီးခမတ်အမေနှစ်ယောက်အတွက်ဖန်တီးထားတဲ့ဝတ်စုံလေးတွေနဲ့မိတ်ဆက်ပေးပါအောင်မယ်ပထမဦးဆုံးမိတ်ဆက်ပေးချင်တာကတော့ပိုးစစ်ချိတ်ကလေးပါပိုးစစ်ချိတ်ကလေးကိုလေးလှလေးခတ်ထားပေးပါတယ်အောက်ခံအဖြူလေးပေါ်မှာမှနော်ခရင်လေးရယ်ရွှေလေးရယ်ခဲလေးရယ်ဖောက်ထားတယ်ဇာလေးကတော့ကျွန်တော်ကိုချစ်တယ်ဆိုရင်မှတ်မိကြပါမယ်ကျွန်တော်ဘန်ကောက်သွားတော့က friendly အစ်စ်တွေဝယ်လာတာပါဘတ်1400ပေးရတယ်တခိုက်ကိုเนาะဒါလေးကိုနောက်ဆုံးတက်ကနစ်နေနဲ့เนาะဒီမှာဇာလေးကိုအောက်ခံ400မှာဇာအပားလေးကိုခံပြီးတော့တခါတည်းတစ်ချက်တည်းဇာတစ်ချက်တည်းဖြစ်အောင်တက်ကနစ်နဲ့တုံပြီးတော့အမကလည်းရိုးရိုးလေးပဲဝစ်ချင်ပါတယ်ဆိုလို့ရိုးရိုးလေးပဲဖန်တီးပေးထားပါတယ်ပဝါလေးကတော့ဒီမှာကြည့်ပါအောင်ပဝါလေးကဘန်ကောက်ကနေတခါတည်းဝယ်လာတဲ့ပလဲပဝါလေးတကယ်တော့လေဖြူဖြူစစ်စစ်တက်တန့်ရှင်းရှင်းလေးပဲဝစ်ချင်တယ်ဆိုလို့ဒီမှာပလဲလေးတွေကအစအကုန်လုံးเนาะဘန်ကောက်ကနေပဲပစ္စည်းတွေကိုဝယ်ပြီးတော့စီစဉ်ထားတဲ့ဝတ်စုံလေးမလို့ကျွန်တော်ကဖန်တီးရတာကျေနပ်ပါတယ်ဒီမှာဆိုရင်လည်းအမျိုးအစားမတူတဲ့ဇာအပွင့်လေးเนาะဒီမေကျတော့မေတယောက်နဲ့တယောက်ကိုမသိမ့်မရင်လေးဖြစ်အောင်ဖန်တီးပေးထားပါတယ်ဒီမှာဆိုရင်လည်းအဓိကပြချင်တာလက်တွေပါပေါ့နော်ဒီမှာဆိုရင်ဇာတွေကိုတစ်ထက်သေးဖြစ်အောင်เนาะလေယာတစ်ခုတည်းကိုသုံးပြထားပါတယ်เนาะပဝါလေးတွေကအစဒီမှာကောင်းမြတ်ကထောကနေပြီးတော့ပလဲလေးတွေကိုလှလေးတက်ရဲ့လေးတီးပြီးဖန်တီးပေးထားပါတယ်အဓိကကတော့ကျွန်တော်တို့ပိုးစစ်ချစ်ကလေးတွေကိုဖန်တီးရတဲ့အတွက်ပို့ပြီးတော့ကျင်တတ်တယ်ပို့ပြီးတော့ဖန်တီးရတာပျော်တယ်ပေါ့ဘာဖြစ်လဲဆိုတော့အခုချိန်မှာပိုးစစ်ချိတ်တွေကအရန်ကိုပဲတန်ဖိုးမြင့်မာသွားတဲ့အတွက်ဂုံယူဝင်ကြွားစွာနဲ့ဝင်နိုင်တဲ့မေတွေအတွက်ကိုရီးယားနော်ဝမ်းမြောက်ဝမ်းသာရှိတယ်ဒီမှာဆိုချိတ်ကလေးတွေလှလိုက်တာပိုးစစ်ချိတ်ဆိုတဲ့အတိုင်းဘာမှပြောစရာမလိုเนาะဒီမှာလဲ friendly ဆိုတဲ့အတိုင်းဘာမှပြောစရာမလိုပါဘူးကောင်းမြတ်ကထောကနေအခုလိုမျိုးတန်ဖိုးမြင့်မာတဲ့ပိုးစစ်ချိတ်တွေ friendly အစ်စ်တွေနဲ့ပဲပွဲလေတင်အောင်မေတွေကိုဖန်တီးပေးထားတဲ့အတွက်အားလုံးကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะနောက် vlog လေးမှာပြန်ပြီးဆုံတွေ့ကြမယ်เนาะဒါပေမဲ့ကျွန်တော်ချစ်တဲ့လူတွေကိုเนาะချိတ်ဝမ်းဆက်တစ်စုံလေးနဲ့ထပ်မိတ်ဆက်ပေးဦးမယ်ခဏလေးစောင့်ပါเนาะကဲဒီမှာကြည့်ပါဦးလှလိုက်တာကောင်းမြတ်ကထောလို့မပြောရဘူး dropping လေးကိုအရင်ပြအောင် dropping လေးကိုเนาะဖတ်ခနဲဆိုပြီးတော့ဒီမှာလိန်ထားပါတယ်ဒီမှာဆိုရင်လည်း corset ကလေးယူထားပြီးတော့ dropping လေးရဲ့ဂျားထဲမှာ lace လေးတွေเนาะလုံးဝကထောဟော့ကထောဆိုတဲ့အတိုင်းပဲ lace လေးတွေကိုတလိုင်းချင်းစီမြုပ်ပြီးတော့တေချာလေးတုတ်ထားပါတယ်เนาะဒီမှာသူ့ကိုဘလို့ဘာအတွက်ကျွန်တော်ကခရမ်းလေးနဲ့ချုပ်လိုက်လဲဆိုတော့ဒီလုံးကြီးတစ်ထည်လုံးကနှုတ်နေတဲ့ဟာကို pastel ရောင်လေးပန်းဖတ်ကလေးနဲ့ထပ်ချုပ်ရင်ပို့ပြီးဖြောသွားမယ်ဒီမှာဆိုရင်ဗေဒါရောင် line လေးတွေပါတယ်အဲ့ဒါကို highlight ယူပြီးတော့အပေါ်မှာပန်းဗေဒါလေးချုပ်လိုက်တော့ဝတ်တဲ့အချိန်မှာပွဲထဲမှာထင်းလေးဖြစ်စေတယ်နော်ဟုတ်တယ်မလားတကယ်လို့ကျွန်တော်တို့ကဒီပန်းရောင်လေးနဲ့ပဲချုပ်မယ်ဆိုရင်ပွဲထဲမှာဖြုတ်တော့ကြီးဖြစ်နေစေလိမ့်မယ်နော်ဒါကကျွန်တော်ရဲ့ကာလာအယူဆလေးကိုတခါလဲ sharing လုပ်တာပါကဲဒီနေ့တော့ကျွန်တော်ရဲ့ပိုးစစ်ချိတ်ဝတ်စုံလေးတွေကိုအားလုံးကြည့်ပြီးကျင့်တဲ့တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ချစ်တယ်ဆိုရင်အသေးလေးတွေအများကြီးနဲ့အားပေးခဲ့ရမယ်နော်တတနောက် vlog လေးမှာပြန်ပြီးဆုံတွေ့ကြမယ်